တော်နဲ့မတော်နဲ့ဟာလေးတလုံးကွာမစ်စီဝါနာမလဲဘူးနားမလဲဘူးစီဝါအေးအဲ့ဆိုဒီလိုလို့ကျွန်တော်တခုပြဒီကောင်ပကံကပါတယ်ပကံကပြီးရင်ဟိုးပြီးမှဟာပကံကကပြီးမယ်ဟုတ်ပြီလားဆရာပြန်ပြီးပြီပကံကကိုကြည့်တာအေးနော်ယောပကံကတဲ့လူကြီးအောက်မှာခရင်နေလုံနေတယ်သူခရင်ကမမြည်တော့ဘူးချွေးတဲ့ဘတ်ဟောဘတ်ခရင်ကချွေးပြေဘတ်မြည်လားဒီချင်းဆိုလေဟိုကမေးရထော်တန်းတာခရင်ကကလန်းပဲဒီလိုတော့ဟုတ်ဘူးလေကျွန်တော်ကအဆိုတော်ဖြစ်နေတာခမရကြီးမစောက်တာအဲ့နဲ့တော့မောင်းနေပြီအချင်းကမင်းသားလေးပါဆိုမှပဲချက်ပြဒီမှာတော့6လောက်လေးစောက်လိုက်မယ်အဲ့ဆိုရင်ဟာနေဟာဘမေးနေရလားမချက်စောက်နေပြီဟာလိုက်တော့ဟာမင်းအောင်မဟာသေးဘူးအေးဟာခွေးမောင်းနေလားခွေးမောင်းနေလားဒီလိုကွာဒီလိုစီးဝါနာမလဲဘူးလားဘားလေးတွေရှိတယ်တိုင်ပင်လေးတွေရှိတယ်တဘောကွာမျက်နှာကြည့်လို့အခုဘာမစိုးသေးနဲ့နော်ဘာမစိုးသေးနဲ့မျက်နှာကြည့်လို့နော်စလိုက်ကြလက်ကတော့တော့ပါအောင်တသက်ဆိုဖြစ်ပြီမျက်နှာကြည့်တာနော်ချင်းစုံနေတယ်ဟာနေရောဟာပင်လည်းတပြားကြီးစီးချင်တယ်ဒီပင်လည်းတပြားပါလားဘာလို့ညကြတာလို့မျက်နှာကြည့်လို့ဆိုလွယ်လေးပြောလိုက်ဟိုကအမိုင်လည်းသေးတွေထွက်တော့မအော်တယ်ဘာတော့မဟာခင် तू ကစီးအောင်လုပ်ထားခဏလေးခုံဝင်ရမှာဘာကိုခုံဝင်ခိုင်းတာတချင်းကိုခုံဝင်ခိုင်းတာโอเคရမယ်ဆရာရတယ်ခုံရမှာခုံကိုပဲခုံပြီးတော့ဝင်ခဲ့သလိုခုံယူလာတာဟောကွာတို့ကောင်လည်းခုံဝင်နေရလေဘဘွာတချို့ခိုးဝင်ခိုင်းတာဟောခိုးဝင်ခိုင်းတာဆရာပြန်ကြည့်ဒီတချို့ကတော့ပြီးတော့မသိဘူးကွာဘာပြောမှလည်းအဲ့ဒါတခင်းလုံးအလုံးအိတ်နေကြတယ်ဆိုင်လေမလောက်တာလေခိုးလာတာဟောခိုးစရာရှာလို့ကွာရွှေတွေငွေတွေခိုးပါလားငမုတ်ကြော်ကြီးခိုးလာတာမင်းကခိုးဝင်လာခဲ့ဆိုကဲတော်ပြီကွာငါဟာဆိုတဲ့ဟာလိုက်တော့နေအောင်လို့ကြောက်ကွာလို့ဟာလေးတော့ကြောက်တယ်ငါဝင်ဆိုတဲ့ဟာဆိုတဲ့ဟာလိုက်တော့ရတယ်နော်ဟာလိုက်တော့တချေရမစိုးရည်ရေရခဲ့တယ်လားရှင်တော့ဆိုတော့ဆိုဟာတော့နေနေ
ရပါလေတော့လေဆရာဝန်ကပြောထားတယ် ဘာပြောလဲ မျက်နှာဝက်ချက်လေးခွေးသိပ်ပတ်မှပျောက်ပါ ရပါဘူးမင်းဆိုတာမဟုတ်လို့ကျွန်တော်ဆိုပြမယ်ဟိုကျွန်တော်လေဟိုကအိုက်ဒီအပြည့်နဲ့ကျွန်တော်ဆိုမှာ မြစ်တာမြင့်မြတ်ဟိန်းဆိုပြီးတော့ အာမေတ္တာပြည့်ဟဲ့ရ အ တော့ ချင်းနာမင်းသားလေးမောင်မြစ်တာ မင်းကတစ်တာလက်ပတ်သိမ်း နေကြီးတော့တက်တာလက်ပတ်တည်းရမှာလား နော်ဟိုဇဝဘီမစ်တာသိမ်းရမယ်ကောင်အဲ့တော့ကျွန်တော်က ငါမစိုးအောင်နော် မစိုးမစိုးမစိုးမင်းစိုးအဲ့လိုမင်းလည်းငါဟမ်းမွေးတယ်ငါလည်းဟမ်းမွေးရပြီကွာ ဟိုအခုလုံချိုရေးဒီကလေးလေးကိုဘောင်းမိလဲပေးလိုက်ပါ ဘာလို့လဲ ပေါင်ကြတဲ့သူ့ area တိုင်လေးပြင်ထွက်အဲ့ကြောင့်မလို့ line မမိဖြစ်နေတယ် line လေးကပြင်မထွက်လို့ပဲ အေးကလေးဆိုမှကျွန်တော်လည်းပွဲကင်းထဲမှာကလေးတွေများတာတွေ့တယ်အဲ့တော့ကလေးတွေလည်းဆူတောင်းပေးရမယ်တချို့တွေအနာဂတ်သားကောင်းလေးတွေဆိုတာရှိပါတယ်တချို့တွေဆိုလို့ရှိရင်အိမ်မက်ကိုစီရှိတယ်အစောတော်ဖြစ်ခြင်းနဲ့ရုပ်ရှင်မင်းသားဖြစ်ခြင်းနဲ့ဆရာဝန်ဖြစ်ခြင်းနဲ့အေဂျင်နီယာဖြစ်ခြင်းနဲ့ဒီပွဲကင်းထဲမှာရှိတဲ့သားတွေသမီးတွေတခါလဲကျွန်တော်မြစ်တာပြောတော့မှတ်ထားပါကြီးလာတဲ့ဆရာဝန်လုပ်ပါ ဆောက်လို့အရာရှိကထောတယ် ဆရာဝန်ကမိုက်တယ် အင်ဂျင်နီယာထောတယ် ဆရာဝန်ကပုံမိုက်တယ် ဘာဖြစ်လို့ ဆရာဝန်ကပတ်ဆက်လိုက်ရတယ်သူများဖင်လဲလာကကြည့်ရတယ် ဖင်ကြည့်နေတာနဲ့ပဲဆရာဝန်လောက် ဟိုရှုကျေးဇူးဇက်စရာအလိုကြောင့်ဖြူဖြူကျော်သိမ်း move item သတော်ကြီးနဲ့သူ့အတိုင်းဆိုမှာ okay အေးဆောက်ရှက်မရှိတယ်ဆိုတယ် okay အဲ့ထဲမှာ1000ရှိသေးတယ်ဘယ်နေရာလိုက်ပြရ ဟမ်မူလီဟာဒါမင်းလိုက်ပြီ အတွဲတွေအတွဲတွေ okay အတွဲတွေကစိုးကြီးလောက်ရ ဟေးဟိုစော်ကြီးအားရှိတယ်ဆိုင်လေမင်းဘယ်သူမှခဲနဲ့မတူအောက်ကသွားကြမလို့ ဖြူကြီးတဲ့လေးဘက်ခုပြီးသွားရလေ အော်ဖြူဖြူကျော်တဲ့ကလေးပဲ သူ့ move တိုင်းမဲ့ငါသွားရလေ ဟောအဲ့လိုကြာဟောမင်းအဲ့လိုဆိုရင်လေဟာမိုနီယာအဲ့လိုလိုက်ပေးမှာပေါ့သွားရပြီဆရာ ပြီးရော ဟောဟုတ်ကဲ့ဟုတ်ကဲ့ပါဇက်ရုံထဲမှာခွေးနဲ့ကြီးစားစားဖက်နေရမယ် ဖြည်းဖြည်းလို့အမနောက်နဲ့ဆုပ်မေးစီပြုတ်ကြမှာဆိုလို့ ဒီနေ့ကြီးကလိပင်တက်ထိုးနေလားလို့ရငါလည်းရမလားလို့လုပ်ကြည့်နားတာ မင်းမရဘူးမရဘူး ရတယ်သူ့အတူပေါ်ပါစေတို့တီတာဆို တော့တိုင်းမကောင်းတယ် ပေလုံးမှာဟာမိုနီ အဲ့လောက်ကြီးပြေးလာတော့ပါစကားတနေ့နေ့မှာဟာမိုနီ ငါ့ကိုလည်းဦးစားပေးကြပါဦးနင်တို့ကြီးပဲလုံနေငါဘယ်နဲ့ဟာမိုနီလဲ အခုလည်းဟာပဲလေ စောက်ဟာမပြီးတော့ဦးနာတဲ့ဟာအခုကျတော့ဟာဖြစ်သွားတယ်နော်ပြီးရင်တော့မမတို့တချင်းရလေဟာဒါလို့ မရရဆိုမရရဆို ကဲဆက်ဆွဲပြီဆိုတော့ မိုက်တယောက်တည်းရည်နဲ့သိပေါအောင်မနော်အချိန်လေးရက်ဖို့ကော တင်ချလိုက်တင်ချလိုက် မင်းငယ်တော့ပြီးတယ်နဲ့ဒီဘယ်တော့ရပြလို့လဲ နိဗ္ဗာန်ကိုစောင်းနဲ့တက်ညောင်းနေ မိမဟာ ဟာ အဲ့လိုပြီးတော့လေ တယ်လီဂရမ်နဲ့မှမြင်ဘူးတယ် အဲ့တယ်ကြရောက်လာတော့ ကောင်းလို့ တော့နော်ပေါ့လည်းတော့ဆက်နေလို့
မြင်ဘူးလားဒီပစ္စည်းကိုတော့ပြီးလိုက်ပြမလားပြော ချင်းနဲ့မှအချိန်ပါပါ ဒီနေ့ကျွန်တော်စိုးပြေအောင်ပါလား ရပြီကက sorry sir ကြားတယ်ပြီးတော့မဟာနေဟောငါတို့ဝင်တော့မယ်ငါဘက်ကဝင်တော့မယ် တခြားနေရာပဲလိုက်ပြီးမယ် ချမ်းရပါလေတော့ချမ်းရပါလေတော့ဒီညမရတော့ဘူးလို့ပြောမယ် အိုင်ဒီယာတင်သွားမယ်နော်ဥတုမနိုင်ရုံနဲ့ ဘာလို့ရှာလဲမသိဘူး ရှင်နေမောင်ပြကမတာလွန်နေစိတ်တွေယူဆောင်တော့မင်းလေးကိုကြည့်နောက်တာဖို့တော့သူကတော့ချစ်သူလေးကိုတနာငါတော့မေးလို့မရတော့ဘူးအချစ်စားရဲ့ငါတော့မေးလို့မရတော့ဘူးမေးသေးလားငါတော့မေးလို့မရတော့ဘူးအချစ်စားရဲ့ငါတော့မေးလို့မရတော့ဘူးအချစ်စားရဲ့ငါမေးတော့မရတော့ဘူးမေးသေးလားငါမေးနေပြီမရတော့ဘူးအချစ်စားရဲ့ကျွန်တော်မေးလို့မရတော့ဘူးအချစ်စားရဲ့ငါတော့မေးလို့မရတော့ဘူးမေးသေးလားငါတကယ်မေးနေတာမရဘူးလို့အချစ်စားရဲ့ငါမေးတော့ပြီအော် ရရလွတ်ထိုင်လွတ်ထိုင်လေဘာဖြစ်တန်ဘက်ကိုတို့နဲ့သူရှက်သွားတယ် မရတော့ပါဘူးလို့ပြောနေ ကဲမနာနဲ့တချင်းဆိုရတဲ့မှာကဲဆောက်လုပ်ပြီး ဆက်လက်ပြီးနေ့လေးဆောက်လုပ်ပြီးဆက်လက်ပြီး โอเคတာကလေးကိုတာကလေးကကျွန်တော်ပေါ့နော် ကျွန်တော်တာနဲ့လူကြီးတော့ကိုစီကပရိတ်တော့နေမေးစီကွာမေးစီကရှုံးရှုံး မစိတ်မရှိမေးစီနဲ့ကောက်ချုပ်ပြစ်ပါတော့ငါ တကယ်တမ်းကျတော့မေတ္တာမြတ်မြတ်ရတာပြန်ပြောရရင်ဆရာဦးမြင့်တာရဲ့သား ဟုတ်ကဲ့ အကိုကြီးကိုဆရာကိုကလေးရဲ့တူ ဟုတ်ကဲ့ သူကတကယ်တမ်းပြောရရင်ကျွန်တော်လူရှင်တော်ဆိုကျွန်တော်ဆို10တန်းမှအောင်တယ်ကျွန်တော်ညီလေးကို10တန်းအောင်တယ်ကျွန်တော်ဘန်ကောက်တို့ထိုင်လန်တို့သွားရင်အမြဲတမ်းသူ့ဆီကကျွန်တော်ဘာသာစကားတင်ရ တင်ယူ လက် ရ ခမပလိုက်မပလိုက်ရှာလိုက်မပလာပါခါဖိုက် စကားမြောက်ပြောမှအောင်မသိအဲ့တော့ကျွန်တော်တို့ထိုင်လန်သွားမယ်ဆိုရင် မပလိုက်ဝီးမပလိုက်ခမပလိုက် ဟုတ်ထိုင်စကားမှာလိန်နဲ့သွားတော့ဝီးဟုတ်ပါပြီအဲ့တော့ဟိုဇလွန်ရောက်တော့ဟိုလည်းပါထိုင်စကားလေးနဲ့ပြတ်တော့မိတ်ဆက်ပေးပါ ဟောပါတာပြန်ပြီးမလား yes โอเค ครับ สวัสดีครับ สวัสดีครับ ตาปลายชาติปปลาคะมาปีตุปลายเตยเมงไซเมงวิงตาปลายไอเตยเมงไซเมงวิงไอไซจะปีไม่ปลายไม่กูใครไรเนี่ยเอาไว้ไม่ใช่ตะไปตุ่มมาล้ายคุ้มไอ้ปะปีชาตะไปตะกลุกไม่ปลาย တက်လို့တက်လို့ဒီပါပါချင်းခိုင်းရ ဟောဒီလိုပါတဲ့ဟိုကိုကလေးတို့ဘွဲကမနေ့ကမေဒီလာကပြီးတော့ဇလွန်ဖျားပွဲဟိုတဲ့လာပြီးနေမှာကမယ်ဆိုတာတဲ့အလုံးလည်းပြည့်တယ်လက်သိပါတယ်တဲ့ရောက်ချင်းဖျားဖူးတယ်တဲ့ဟုတ်ပါသလားခင်ဗျာ สับปะละมะมะละครับ ဘာသာပြန်ပြော ไปชาตะปีปลาปะคะปะปีชุตะไปตะไมเตยเมงไซเมงวิงไอตะไปตะมะมะคะชุตะไปนันไงมาปีชุตะไปตะมองว่าใจตะกลุกไม่ปลาย တစ်ကလုတ်ကราคาပါဝါရနော်ဟုတ်လားရောက်တော့လေတစ်ကလုတ်အော်ဒီလိုပါတယ်လမ်းကဘယ်လောက်ပဲဂျန်တယ်တဲ့ကျွန်တော်ကားစီးတဲ့ချိန်မှာနှိမ့်လဲတော့မြင်းစီးရလို့ပါပဲဟုတ်တယ်မလား สับปะละมะมะละ ဒီစကားကြီးရင်းနေသိ ไอชุตะไปตะคุยชุตะไปมาปีชุตะไปอะไรตัวนึงไปไปชุตะไปทำไมตะกลุกไปเลยพอดี ဒီဘက်မှာဇလွန်ပြီးတက်ကလာမရှိဘူးငါတိုင်းကြောင်းမရှိတယ်အော်ဟိုအားတဲ့ဇလွန်နေမဟုတ်ပါဘူးတဲ့မြို့နေလဲဖះကြီးတကိုးကြီးတယ်ဆိုအားလုံးလာပြီးဖူးကြတယ်ပါတဲ့ဟုတ်တယ်မလားမင်းမေစပါကိုက် ဟဲ့သူကဒေးလို့ဟဲ့သူတိုင်းရဒေးလို့ ကောင်းမပြော နားပါလေ တော့ပါ အဲ့တော့ဆောက်လုပ်ပြီး ဆက်လက်ပြီးအာဒီကောင်းလေးစောက်လုပ်ပြီး ဆက်လုပ်ပြီး ရှင်နေမှာဘော နေပါဦးကျွန်တော်ရဲ့ကိုစောင်းကတောင်းဆိုထားတဲ့ကိုချီလေးတစ်ပုတ်ရှိပါတယ် ဖင်ရတာပါ ဟုတ်ကဲ့ လုံးလေသူများတွေတောင်းတာပဲရှိတယ်မင်းကိုစောင်းနဲ့ဆိုတော့မင်းကိုမပြန်တောင်းလို့ဖြစ်နေ ကျွန်တော်တောင်းမဲ့လို့မရှိဘူးကိုစောင်းနဲ့တောင်းတာပဲကိုဆိုရမှာအဲ့တော့ကျွန်တော်ကိုစောင်းနဲ့တောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဖြော်ပြတဲ့ညီနဲ့ဂုံယူစွာနဲ့ပဲ